သခင်မင်္ဂလာပါကျွန်တော်ကတော့သခင်ရဲ့အဆုတ်ပါသခင်ရဲ့ထွက်သက်ဝင်သက်တိုင်းမှာနေရောညပါအမြဲတမ်းအတူရှိပေးနေတဲ့အင်္ဂါစိတ်ပိုင်းတစ်ခုပေါ့သခင်သာကျွန်တော်ကိုဂရုစိုက်တယ်ဆိုရင်ကျွန်တော်စီကို digital ပန်းပွင့်လေးတစ်ပွင့်ပို့ပေးပါဒီအထိရောက်အောင်ကြည့်ပေးနေတဲ့သခင်လက်ထဲကလှုပ်လက်စတွေကိုခဏပေးဖယ်ထားပြီးကျွန်တော်ပြောတာကိုစိတ်ရှိရှိလေးခဏလောက်နားထောင်ပေးပါကျွန်တော်ကသခင်ရဲ့ရင်ဘတ်ထဲမှာအမြဲတမ်းနေထိုင်ပြီးသခင်ရဲ့ဝင်သက်ထွက်သက်တိုင်းအတွက်တိတ်တဆိတ်တာဝန်ယူပေးနေတာပါလူအများစုကကျွန်တော်ကိုအသက်ရှူဖို့အတွက်ပဲအသုံးပြုတယ်လို့ထင်ကြပြီးကျွန်တော်ရဲ့အရေးပါမှုကိုတကယ်တမ်းနားလည်သူနေပါတယ်ကျွန်တော်ခန္ဓာကိုယ်ကပန်းရောင်ရေမြုပ်နှစ်ခုလိုမျိုးပျော့ပြောင်းနေတာပြီးလူခန္ဓာကိုယ်မှာရေပေါ်ပေါ်နိုင်တဲ့တစ်ခုတည်းသောအင်္ဂါလည်းဖြစ်ပါတယ်ကျွန်တော်ကကိုယ်တိုင်မလှုပ်ရှားနိုင်ပါဘူးပုံမှန်လက်ပတ်နိုင်ဖို့အတွက်ရင်ဘတ်ကြွသားတွေဒိုင်ယာဖရန်တို့နဲ့ပူးပေါင်းလှုပ်ဆောင်ဖို့လိုအပ်ပါတယ်ကျွန်တော်ကနှလုံးရဲ့ဘေးတစ်ဖက်တစ်ချက်မှာငြိမ်ငြိမ်လေးစောင့်ရှောက်ပေးထားပြီးမာကျောတဲ့နံရိုးတွေကတော့အပြင်ဘက်အနေတွေကနေကျွန်တော်ကိုကာကွယ်ပေးထားပါတယ်နှလုံးအတွက်နေရာချန်ပေးဖို့အတွက်ကျွန်တော်ကတဘာဝအတိုင်းယူပသွင်းပြင်းမညီမျှပါဘူးဘယ်ဘက်မှာအမြင့်တစ်ခုပဲရှိပြီးညာဘက်မှာတော့၃ခုရှိပါတယ်ဒီလိုကွဲပြားမှုကချိုးရင်းချက်မဟုတ်ပဲခန္ဓာကိုယ်ရဲ့ကအင်္ဂါတိုင်းပုံမူကောင်းမွန်စွာပူးပေါင်းလှုပ်ဆောင်နိုင်မှုအတွက်ဖြစ်ပါတယ်သခင်အသက်ရှူသွင်းတိုင်းမှာကျွန်တော်ကအစွမ်းကုန်ချေကားပေးပြီးသွေးထဲကိုအောက်ဆီဂျင်ပို့ပေးပါတယ်သခင်အသက်ရှူထုတ်တိုင်းမှာလည်းအလျင်အမြန်ပြန်ရှုပ်ပေးပြီးခန္ဓာကိုယ်ရဲ့ကလေဟောင်းတွေကိုဆွတ်ထုတ်ပေးပါတယ်သခင်မွေးဖွားလာခြင်းကစလို့ကျွန်တော်တစ်စက္ကန့်မှတကယ်မနာခဲ့ရပါဘူးလူကြီးတစ်ယောက်ရဲ့အဆုတ်ပမာဏကပုံမှန်အားဖြင့်4လီတာကနေ6လီတာအထိရှိပြီးတာမန်လူတစ်ယောက်ဟာတစ်ရက်ကိုအကြိမ်2000ကျော်အသက်ရှူပါတယ်ဆိုလိုတာကကျွန်တော်ဟာသခင်အတွက်မဟာပမာဏရှိတဲ့လေထုကိုနေတိုင်းစီမံပေးနေပြီးသခင်စကားပြောဖို့အလုပ်လုပ်ဖို့လမ်းလျှောက်ဖို့နဲ့လေ့ကျင့်ခန်းလုပ်ဖို့အတွက်ပံ့ပိုးပေးနေတာပါနေရောညပါကျွန်တော်တာဝန်ကျရမှာအမြဲရှိနေပြီးသခင်လွတ်လပ်ပေါ်ပါစွာအသက်ရှူနိုင်ဖို့ပဲလိုလားပါတယ်သခင်အသက်ကိုချောချောမွေ့မွေ့ရှူသွင်းနိုင်တာဟာကျွန်တော်ရဲ့အကြီးမားဆုံးကျေနပ်မှုပါပဲမဲ့ကျွန်တော်အကြောက်ဆုံးကတော့သခင်စိတ်ခံစားချက်တွေကိုရေရှည်မထိန်ချုပ်နိုင်တာပါပဲဒေါသထွက်လွန်လို့အဆုတ်ပင်နာရဲဆိုတာစနောက်တာမဟုတ်ပါဘူးသခင်ဒေါသတကြီးဖြစ်တဲ့အခါစိတ်တူဒေါသအိုးပေါက်တဲ့အခါအသက်ရှူတာတွေရုတ်တရက်မြန်လာပြီးကျွန်တော်ရဲ့အဆုတ်လေးအိတ်လေးတွေမှာပြင်းထန်တဲ့ရှုံ့ချချက်ကြီးလှုပ်ဆောင်မှုတွေစက်တိုက်လှုပ်ဆောင်ရပါတယ်အဲ့ဒီမမြင်နိုင်တဲ့ပျက်စီးဆုံးရှုံးမှုတွေကတဖြည်းဖြည်းစုပုံလာပြီးနောက်ဆုံးမှာပြန်ကောင်းဖို့ခက်ခဲတဲ့ဒဏ်ရာတွေဖြစ်လာပါတယ်တကယ်တော့ကျွန်တော်ကအတန့်ကြိုက်လုံးတဲ့အင်္ဂါတစ်ခုလည်းဖြစ်ပါတယ်။သခင်နှာခေါင်းနဲ့လေပြွန်တွေကအမြီးပါးတွေအမွှေးမြင်လေးတွေဟာတိတ်တဆိတ်အလုပ်လုပ်ပေးနေတဲ့တန်ရှင်းရေးသမားတွေလိုပါပဲကျွန်တော်ပုံမူတန်ရှင်းတဲ့လေကိုရရှိဖို့အတွက်သူတို့ကဖုံမုံတွေကိုစစ်ထုတ်ပေးပြီးဘက်တီးရီးယားတွေကိုမနာတမ်းတားဆီးပေးနေပါတယ်။လေထုကလုံလောက်စွာတန်ရှင်းမှသာကျွန်တော်တံငွေလဲလှယ်မှုကိုအဆင်ပြေပြေလှုပ်ဆောင်နိုင်မှာပါ။ဒါပေမဲ့သခင်ဘာလို့ဆေးလိပ်ကိုသဘောကျသွားရတာလဲဆိုတာကျွန်တော်ဘလို့မှနားမလည်နိုင်ပါဘူး။နီကိုတင်းဆိုတာတေချာထောင်ထားတဲ့ထောင်ချောက်တစ်ခုလိုပါပဲ10စက္ကန့်မြတာလိုအပ်ပြီးအုံနောက်စီရောက်ရှိသွားကသခင်ကိုခဏတာယာမှုပေးစွမ်းနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီတာယာမှုရဲ့နောက်ွယ်မှာတော့တဖြည်းဖြည်းနှဆိုင်လာတဲ့ဆွဲလန်းမှုရှိနေပါတယ်စစ်လိပ်မီရှို့လိုက်တဲ့အခါဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ဓာတ်ပစ္စည်းပေါင်းထောင်ပေါင်းများစွာထွက်ရှိအဲ့ဒီထဲမှာကင်ဆာဖြစ်စေမှန်အတည်ပြုထားတဲ့ပါဝင်ပစ္စည်းပေါင်းတာစင်ကျော်ပါဝင်ပါတယ်အဲ့ဒီမီးခိုးတွေကလေပြွန်ကိုစက်တိုက်စစ်စော်ပေးနေပြီးအမွှေးမြင်လေးတွေရဲ့လှုပ်ဆောင်ချက်ကိုဖျက်ဆီးဖြစ်ပါတယ်တဖြည်းဖြည်းနဲ့ဖုံမုံတွေအစိတ်တောက်တွေနဲ့အန္တရာယ်ရှိတဲ့အမှုံမွားတွေဟာကျွန်တော်ခန္ဓာကိုယ်ထဲမှာစုပုံလာပါတယ်။မူလကကျမ်းမာပြီးပျော့ပြောင်းခဲ့တဲ့ကျွန်တော်ဟာမီးခိုးတန်ကြောင့်မဲမောင်လာမယ်။မဆက်လာမယ်။အဆုတ်လေးအိတ်လေးတွေဟာလည်းတဖြည်းဖြည်းပျက်စီးလာပါလိမ့်မယ်။အဆုတ်အမြင့်တွဲတချူအမြင့်ဖုံးခြင်းကလည်းပိုပြီးပြင်းထန်လာပါလိမ့်မယ်။အချိန်ကြာလာတာနဲ့အမျှအခြေခံအကျဆုံးတန်းငွေလဲလှယ်မှုတောင်မှပိုပြီးခက်ခဲလာပါလိမ့်မယ်။20ကြာစစ်လိပ်တောက်ထားတဲ့အဆုတ်ဟာအစပိုင်းကလိုတန်ရှင်းပျော့ပြောင်းမနေတော့ပါဘူး။အချိန်ချင်းဖြစ်ပေါ်နေတဲ့ချောင်းဆိုတာရင်ကျက်တာမောဘန်နာတွေဟာတကယ်တော့ကျွန်တော်သခင်စီအစွမ်းကုန်ပိုးလွတ်နေတဲ့အကူအညီတောင်းတန်တွေပါဒါပေမဲ့အချိန်များစွာမှာသခင်တေချာဂရုမစိုက်ဘဲနားမထောင်ခဲ့ပါဘူးအဆုတ်ကင်ဆာဟာတေဆုံးမှုနှုန်းအလွန်မြင့်မားတဲ့ယောဂတွေကတစ်ခုဖြစ်ပါတယ်ခန္ဓာကိုယ်မှာတိတာထင်ရှားတဲ့မအီမတာဖြစ်မှုတွေတကယ်ပေါ်ပေါက်လာချိန်မှာတော့အကောင်းဆုံးကုသပြောက်ကင်းနိုင်မယ့်အဆင့်ကိုလွတ်သွားခဲ့ပြီးဖြစ်လေရှိပါတယ်ပိုပြီးရက်ဆက်တာကတော့ကျွန်တော်ကအသေးလိုမျိုးအသစ်ပြန်ဖြစ်ပေါ်နိုင်စွမ်းမရှိပါဘူးပြင်းထန်စွာပျက်စီးသွားခဲ့ရင်ယောဂဖြစ်နေတဲ့အစိတ်ပိုင်းကိုဖျက်ထုတ်လိုက်ရင်တော့မှမူလအပြေအဝရှိခဲ့တဲ့အသက်ရှူလှုပ်ဆောင်ချက်တွေကိုပြန်ရဖို့အလွန်ခက်ခဲပါတယ်။ဒါပေမဲ့အခုကစပြီးပြောင်းလဲဖို့ဆိုရင်ဘယ်တော့မှနောက်ကျတယ်လို့မရှိပါဘူး။ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ်စစ်လိပ်ဖြတ်လိုက်တာနဲ့ကျွန်တော်ရဲ့ဝင်ထုတ်ဝင်ပိုးတွေပေါ်ပါသွားမှာပါ။အထူးသဖြင့်အသက်35နှစ်မတိုင်မီစစ်လိပ်ဖြတ်ရင်သခင်သက်တမ်းကို10နှစ်နီးပါးပြန်လည်ရရှိဖို့အခွင့်အရေးတောင်ရှိပါတယ်။ဒါဟာကိန်းဂဏန်းတစ်ခုလည်းမဟုတ်ပါဘူး။သခင်အတွက်ကျွန်တော်အစွမ်းကုန်ထိမ့်သိမ်းပေးခြင်းနဲ့အနာဂတ်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ကိုဆူရှာတဲ့မိခိုးတွေခဏမရှူသွင်းခိုင်းပါနဲ့တော့တဆင့်ခံစစ်လိပ်ငွေတွေနဲ့ဝေးနေပါထမင်းဟင်းချက်တဲ့အခါမိဖို့အငွေးဆုပ်ဆက်ကိုဖွင့်ဖို့တတိယပါအပြင်ထွက်ပြီးလေကောင်းလေတန်အမှန်တကယ်ရှူရှိုက်ပါဒေါသတွေကိုလျှော့ပါစိတ်ဖိစီးမှုနဲ့စိတ်ပိုင်းဆိုင်ရာကင်းကွာမှုတွေကိုလျှော့ချပါကျွန်တော်သခင်နဲ့အတူအကြာကြီးရှိနေကြပါတယ်သခင်နဲ့အတူထမင်းဆက်စားကြပါတယ်ငွေဦးရဲ့လေပြေကိုဆက်လက်ခံစားကြပါတယ်ပွင့်လန်းနေတဲ့ပန်းရည်တွေကိုရှူရှိုက်ချင်ပါတယ်သခင်ဘေးမှာငြိမ်သက်စွာအသက်ရှူပေးရင်အသက်ထက်ဆုံးကျန်းမာစွာနဲ့အတူအိုမင်းသွားချင်ပါတယ်